အားလုံးမင်္ဂလာပါ 10PM Podcast Channel ရဲ့ Audio Podcast အစီအစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေခင်ဗျာကျွန်တော်တို့ဗီဒီယိုတွေမတင်တာလေးနည်းနည်းတော့ကြာသွားပြီပေါ့နော်ကြားထဲမှာအခက်အခဲလေးနည်းရှိတဲ့အတွက်ကြောင့်လို့ဗီဒီယိုတွေစတိုင်းမတင်ပြတာပဲဖြစ်ပါတယ်နောက်ကြရင်တော့ကျွန်တော်တို့အများကြီးမဟုတ်တော့မှတစ်ပတ်ကို2ပုတ်3ပုတ်လောက်တော့တင်ပြအောင်ကြိုးစားပါမယ်ခင်ဗျာဒီနေ့ကျွန်တော်ဆွေးနွေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ဘဝနဲ့သက်ဆိုင်တဲ့အရာလေးတခုပေါ့နော်သင်ခန်းစာဆိုလည်းမမှားဘူးကျွန်တော်လုပ်ခဲ့တဲ့အမှားတစ်ခုဆိုလည်းမမှားပါဘူးခင်ဗျာခေါင်းစဉ်လေးကတော့ကျွန်တော်မနိုင်ဝင်ထိုင်းခဲ့ဘူးလေဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်တော်ဒီအကြောင်းအရာကိုပြောဖို့အတွက်ဒီထဲမှာပါတဲ့အချက်အလက်လေးအချို့ကျွန်တော်spoil လုပ်ပြီးတော့ကျွန်တော် Telegram channel နဲ့ YouTube channel မှာကျွန်တော် post လေးလုပ်ပြီးတော့တင်ခဲ့တယ်ပေါ့နော်အဲ့ဒီအကြောင်းအရာလေးနည်းနည်းပေါ့ကျွန်တော်ဒီထဲမှာပါတဲ့အကြောင်းအရာလေးကိုနည်းနည်းတော့တုံ့နှုတ်ပြီးတော့တင်ပြသွားတာပဲဖြစ်ပါတယ်အခုဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဘယ်လိုမမအောင်ဆင်ခြင်ကြမလဲဆိုတဲ့အကြောင်းအရာလေးကိုပါကျွန်တော်ထည့်သွင်းပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အဲ့တော့လွန်ခဲ့တဲ့6လလောက်ပေါ့2024 November လောက်ကပေါ့ကျွန်တော်အတော့ဆိုလို့ရှိရင်အရာဟိုမှာအလုပ်ရန်များတဲ့အချိန်ပေါ့အလုပ်ရန်ရှုပ်တဲ့အချိန်ဆိုလည်းဟုတ်ပါတယ်အလုပ်ရန်ရှုပ်တယ်ဆိုတာဟိုလိုမျိုးကိစ္စကြောင့်ရှုပ်တာမဟုတ်ပါဘူးကျွန်တော်လုပ်ချင်တာရန်များပြီးတော့အလုပ်ရှုပ်သွားတဲ့အချိန်တစ်ခုပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်လူကြီးကျွန်ပြန်ရမှာပေါ့လူကြီးကျွန်ဒီဇင်ဘာဆိုပြန်ရတော့မယ်အဲ့တော့ဒီ November လမှာကျွန်တော်က training ကြိုဆင်းရတယ်ပေါ့နော်အဲ့လူကြီးကျွန်တို့လည်းကျွန်တော်စူးစမ်းရတယ်စာတွေအများကြီးလုပ်ရတယ်ပေါ့ပြီးတော့လူကြီးကျွန်မပြိုင်ခင်ကျွန်တော်ကလူကျွန်ကျောင်းဆင်းပြီးသွားမှမြို့နယ်ဆင်းပြန်ရတာဟုတ်အဲ့တော့လူကျွန်ကျောင်းဆင်းမပြိုင်ခင်တစ်လားလောက်အလိုမှာပေါ့အင်္ဂလိပ်စာထူးချွန်ကလည်းကျွန်တော်ဝင်ပြိုင်ခြင်းသေးတယ်အဲ့တော့အင်္ဂလိပ်စာထူးချွန်ဝင်ပြိုင်ခဲ့ပေါ့ကျွန်တော်ကအင်္ဂလိပ်စာထူးချွန်ကိုဒီနေ့မှကျွန်တော်ပထမဆုံးပြိုင်မှုတာပေါ့အဲ့တော့အတွေ့အကြုံမရှိတော့အင်္ဂလိပ်စာထူးချွန်ကကျွန်တော်တို့ဘယ်လိုပြိုင်ပွဲလုပ်မယ်ဆိုပြီးတော့ကျွန်တော်တို့စရင်းကကောက်တယ်ပေါ့အစင်းကောက်ပြီးတစ်ပတ်လောက်နေပြိုင်ပွဲရလုပ်တော့မှာပေါ့အကြောင်းစင်ပေါ့အဲ့တော့ကျွန်တော်တစ်ပတ်လောက်ပဲကျွန်တော်မှချိန်ရတာဆိုတော့ညလုံးပေါက်တွေပေါ့တခါလေး12နာရီတိုင်းပြောသွားတဲ့အချိန်တွေလည်းရှိတယ်အဲ့လိုအချိန်တွေကျွန်တော်လေ့လာရတယ်ပေါ့အစာအများကြီးလုပ်ခဲ့အဲ့တော့ပြီးတော့ကျွန်တော်လူကြီးကျွန်ပြိုင်ခဲ့ပြီးတော့ကျွန်တော်ဒီအခုကျွန်တော်တက်နေတဲ့အတန်းကလည်းအတော့ grade 9ပေါ့အဆိုးအဆက်ဆိုတော့ဒီတိုင်းပေါ့စာတွေကလည်းလောက်ရတယ်ဗျာနောက်ဆုံး final ရောက်လို့ရှိရင်လည်းမိမာလည်းဘာလို့ပါမှမသိဘူးပေါ့သူတို့မိကောစာလေးတော့ပြီးပါတယ်ဒါပေမဲ့လည်းကိုယ်ကစိုက်ထုတ်မှုတော့လည်းလိုတာပေါ့ကျွန်တော်အဲ့ final မှာလည်းအေးအစင်းနဲ့အောင်ချက်ကောင်းကောင်းလည်းလိုချင်သေးရဗျာကျူရှင်တွေတင်တန်းနေရတယ်သွားနေရတယ်အဲ့တော့ဇူမမဲရကျူရှင်က2ခုတင်တန်းတစ်ခုပေါ့ပြီးတော့ကျွန်တော်နောက်တစ်ခုလုပ်ချင်တာလေးကကျတော့ band ဖွဲ့ပြီးတော့အခုရဲ့အားလက်ချိန်အနေတစ်ခုနဲ့ပေါ့အမှန်ဆိုတော့ကျွန်တော်အဲ့အချိန်ဒီမှာအားလက်ချိန်ဆိုတော့မထားသေးဘူးပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်အောင်မြင်မှုကိုရဖို့အတွက်စူးစမ်းနေတဲ့အချိန်မှာကိုအနာမပေးသိနေဘူးလို့တော့ထင်မိပါတယ်ဒါလည်းကျွန်တော်လုပ်ခဲ့မိတဲ့အမှားတစ်ခုပဲပေါ့အဲ့တော့ကျွန်တော်ရဲ့ဒီအားလက်ချိန်ကိုကျွန်တော် band လေးတစ်ခုဖွဲ့ပြီးတော့တချင်းနဲ့လည်းတီးခဲ့ခြင်းတည်းရဲ့ပြီးတော့ကြောင်းပေးရည်ဆိုရင်လည်းတငယ်ချင်းတွေနဲ့ hang out ထွက်ခြင်းတယ်တငယ်ချင်းတွေကိုလည်းအချိန်အားပေးခြင်းတည်းရဲ့ပြီးတော့စပိန်ကလည်းစီးရဗျာ Kevin Castle ဆိုပြီးတော့ကျွန်တော်စပိန်စီးရဲ့ vlog လေးတင်တဲ့ channel တစ်ခုရှိရပေါ့ YouTube မှာပါပဲအဲ့ဒီမှာလည်းကျွန်တော်ကဗီဒီယိုတွေတင်ခြင်းသေးတယ်အဲ့တော့ကျွန်တော်လုပ်ချင်တာအရင်များသွားဗျာပြီးတော့စာတွေကိုလည်းအာရုံစိုက်တယ်ဒါပေမဲ့အားလက်ချိန်တွေကလည်းအရင်များရဗျကိုအားလက်ချိန်ယူမိတာရရင်တော်များသွားတယ်အဲ့တော့ကျွန်တော်ဟိုလုပ်ချင်ဒီဟာလုပ်ချင်တဲ့တော်တော်ဟုံသွားတယ်ဘယ်ဟာကိုလုပ်ရမှမသိဘူးဖြောသွားပြီးတော့တကယ်ရလက်ထွက်လာတဲ့အခါမှာလည်းရလက်ကောင်းကောင်းမွန်မွန်မထွက်ခဲ့ဘူးပေါ့အင်္ဂလိပ်စာထူးချွန်ဆိုလို့ရှိရင်လည်းကျွန်တော် writing နဲ့နေပဲကျင်နေခဲ့ရတယ် speaking ကိုတော့ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးလူချင်းဆိုရင်လည်းအကြောင်းစင်ကိုပထမရခဲ့ပြီမဲ့မြို့နယ်စင်မှာကျွန်တော်ပြုတ်ခဲ့ရတယ်တခြားဟာတွေမှာလည်းအဲ့လောက်ကြီးအောင်မြင်သွားတယ်ဆိုတဲ့အရာတစ်ခုလောက်ထိရအောင်မလုပ်နိုင်ခဲ့ဘူးပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်မှာ target တိတိကျကျမရှိဘဲနဲ့ဟိုကသွားလှုပ်လိုက်ဒီဟာလှုပ်လိုက်ဟိုကူးလိုက်ဒီကူးလိုက်နဲ့အဲ့လိုမျိုးဘာမှမသိရဲ့ရွေချက်ကောင်းကောင်းမရှိဘဲနဲ့ဟိုလှုပ်လိုက်ဒီလှုပ်လိုက်ဒီဖြစ်ပြီးတော့အလုပ်တွေရများသွားတာကျွန်တော်တို့အမှားကြီးတစ်ခုပဲ
အဲ့ဒီအရာကြောင့်ကျွန်တော်တော်တော်ဟုန်ပြီးတော့ဘာလို့လွတ်မှမသိဖြစ်ကုန်တယ်ပေါ့အဲ့တော့ဒီ podcast လေးပေါ့ဒီ audio podcast ကိုနားထောင်နေတဲ့ငွေချင်းတွေကိုကျွန်တော်ပြောချင်တာအဲ့လိုအမှားမျိုးကျွန်တော်လုပ်ခဲ့သလိုအမှားမျိုးမလုပ်ဖြစ်အောင်တော့စူးစမ်းကြည့်ကြပါလူတိုင်းကတော့အမှားကတော့ပဲကင်းပါမလဲဟုတ်တယ်မလားအဲ့တော့အခုကတော့ကျွန်တော်အကြံပေးမယ့်အပိုင်းလေးပေါ့အလုပ်တစ်ခုတွေကိုကျွန်တော်စိတ်နှစ်ပြီးတော့တိတိကျကျလုပ်နိုင်မှုအတွက်ဘယ်လိုလုပ်ကြမလဲပေါ့အဲ့တော့ပထမဆုံးအချက်ကတော့ရှင်းပါတယ်ရည်မှန်းချက်ရှင်းထားလိုက်ရင်တော့ဒါဖြစ်ကိုဖြစ်ပါတယ်ကျွန်တော်တို့ကရည်မှန်းချက်ကောင်းကောင်းမရှိဘဲနဲ့ဟိုကလှုပ်ချင်လိုက်ဒီကလှုပ်ချင်ရပြန်ပြီဟိုကလှုပ်ချင်ရပြန်ပြီစသဖြင့်ဟိုကလှုပ်လိုက်ဒီကလှုပ်လိုက်နေမှုလို့ရည်မှန်းချက်ကောင်းကောင်းမရှိလို့ဒီလိုရလက်ကောင်းကောင်းမထွက်ခဲ့ရပေါ့အမှန်လားကျွန်တော်ကရည်မှန်းချက်ကောင်းကောင်းရှိမယ်လူချင်းဖြစ်ကိုဖြစ်ရမယ်ဆိုရည်မှန်းချက်ကြီးတစ်ခုထားလိုက်မယ်ဒါမှမဟုတ်လည်းအင်္ဂလိပ်ကထူးပါမယ်ဆိုရည်မှန်းချက်ကြီးတစ်ခုထားလိုက်မယ်အဲ့လိုမျိုးသာကျွန်တော်ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်လည်းအောင်မြင်ခဲ့ရကြပြီပေါ့ဗျာအဲ့တော့ထားပါတော့ဒါတွေကတော့ကျွန်တော်ဒီမားတွေကိုလည်းကျွန်တော်လက်ခံနိုင်ပါတယ်နောက်ထပ်ထပ်မဖြစ်ဖို့လည်းကျွန်တော်အများကြီးကြိုးစားပါပါအဲ့တော့ပထမဆုံးချက်နေရရည်မှန်းချက်ရှင်းထားရမယ်ပေါ့အလုပ်ရဲ့ရည်ရွယ်ချက်ပေါ့ကိုတာကိုဘာကြောင့်လုပ်နေရလဲပြီးတော့ဘာကိုရရှိချင်လို့လဲဆိုတော့ဒီဖြစ်ကြတန်းမှတ်ထားပြီးတော့ကျွန်တော်လုပ်သင်ပါတယ်နောက်တစ်ခုကတော့အချိန်စီမံခန့်ခွဲမှုပါအချိန်စီမံခန့်ခွဲမှုဆိုတာကကျွန်တော်တို့ဘာကိုဘယ်ချိန်မှာလုပ်မယ်ဘယ်ချိန်မှာဘာကိုလုပ်မယ်ဘယ်လိုမျိုးလုပ်မယ်စသည်ဖြင့်အချိန်ကိုတတိတသန့်ပေါ့တိတိကျကျလေးထားပြီးတော့လုပ်ချင်းအားဖြင့်ပေါ့ကျွန်တော်တို့အရင်မရှုပ်ထွေးတော့ပါဘူးဘာလို့မှမသိဖြစ်သွားတဲ့အချိန်မျိုးတွေဆိုတာမရှိတော့လောက်အောင်ပဲကျွန်တော်ရှော့ချနိုင်ပါမယ်နောက်အာရုံထွေပြားမှုကိုဖယ်ရှားပါမယ်ဖုန်းတွေ social media တွေစတဲ့အလုံးမဟုတ်တဲ့ဒီတခြားအရာတွေပေါ့ဥပမာကျွန်တော်ဆိုလို့ရှိရင်နေရဆိုစားလို့ရင်ဖုန်းရင်းကြည့်တာပေါ့မလုပ်ဖြစ်သွားလားဆိုတော့လည်းမဖြစ်သွားဘူးဒီစာတပုတ်ခေါင်းနဲ့ကောင်းကောင်းဝင်သွားလားဆိုတော့လည်းမဝင်သွားဘူးဖုန်းကိုကြည့်လိုက်စာရေးလိုက်စာချက်လိုက်နေဆိုတော့ဘယ်စင်ပြပါမလဲအာယုံကတော်တော်ထွေပြားသွားပြီးတော့ဘယ်အောင်မှမမှတ်နိုင်ရဖြစ်သွားတတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့စိတ်အာယုံစူးစိုက်မှုကိုတိုးတက်စေမယ့်နည်းလမ်းတွေလုပ်ရမှာပေါ့အာယုံစူးစိုက်မှုကိုတိုးတက်စေမယ့်နည်းလမ်းဆိုတာကဥပမာကျွန်တော်တို့ဒီ music တွေပေါ့ instrumental music တွေဖွင့်လာတာတို့ဒါတော့နည်းနည်းလူငယ်ပိုင်းနဲ့ဆိုင်သွားမယ်ဗျဟို mentally အရာပေါ့နော်စိတ်နဲ့ကူးတဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့ classical sound တွေအဲ့လိုချင်းမျိုးတွေဖွင့်ပြီးတော့ကျွန်တော်တို့နားထောင်နေရတို့ဟိုရင်အဲ့လိုအားတဲ့အချိန်မှာကျွန်တော်တို့အခက်ဆုံးအပိုင်းတစ်ခုပေါ့အဲ့ဒီအရာကိုစပြီးတော့လုပ်ရမယ်ပေါ့အုံနောက်အကောင်းဆုံးအချိန်မှာဒီအာယုံစူးစိုက်မှုလိုရတဲ့အရာကိုဦးစားပေးလုပ်ရမှာပေါ့ဥပမာမနက်စောစောအိပ်ရာထားတဲ့အချိန်ပေါ့အဲ့လိုဟာမျိုးဆိုလို့ရှိရင်အုံနောက်ကအရန်အောင်မှာအာယုံစူးစိုက်မှုကောင်းနေတဲ့အချိန်ပေါ့အဲ့လိုအချိန်မျိုးမှာကိုမရခဲ့တဲ့တင်ချပု္ပ္ပာတစ်ပုဒ်ပဲဖြစ်ဖြစ်ကိုမလုံနိုင်ခဲ့တဲ့အရာတစ်ခုပေါ့ကိုခက်ခဲရလို့ထင်ရတဲ့အရာတစ်ခုဦးစားပေးပြီးလုပ်ကြည့်ပေါ့အဲ့လိုလုပ်ခြင်းအပြင်ကျွန်တော်တို့လွယ်ကူကူရနိုင်တယ်ပေါ့နော်အုံနောက်ရဲ့အာယုံစူးစိုက်မှုကောင်းနေတဲ့အချိန်မှာလုပ်တဲ့အတွက်ကြောင့်မလို့ပေါ့အဲ့တော့အခုကျွန်တော်ပြောရတဲ့အချက်လေးတွေကတော့ဒါကျွန်တော်ဘဝနဲ့ရင်းပြီးတော့ရခဲ့တဲ့အမှားလေးပေါ့အဲ့ဒါလေးပြီးတော့ဒီမှားလေးတွေကိုနောက်ထပ်မဖြစ်အောင်ဘယ်လိုပြင်ဆင်ရမလဲဘယ်လိုကြီးရှောင်လွှဲရမလဲပြီးတော့ဒီလိုမျိုးအလုပ်တွေအများကြီးလုပ်ချင်ပြီးတော့ဟိုကလောက်အောင်မလို့ဒီကလောက်အောင်မလို့တွေမဖြစ်အောင်ကျွန်တော်ရဲ့တကယ်ချင်းတွေအားလုံးကျွန်တော်ကအကြံပေးရဲ့အနေနဲ့ညှော်ဝေပေးရပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ audio podcast လေးကိုနားထောင်မိခဲ့ကြတဲ့ပရိသတ်တွေအားလုံးမိတ်ဆွေတွေတကယ်ချင်းတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ